မိမအဲ့ဒါဒီနေ့ဖျားပန်းလေးလှလိုက်တယ် ဖျားပန်းလှသူလူကပါလှတယ်လေဒါလှလေးဝယ်လာ ဟုတ်ပါပြီလှ ဒီနေ့ကလေဆယ်စားဆက်ပြဲလဲဒီငါပြီးတောင်အနီအောင်ထုတ်နေလေဒါကတော့ဂွေးတောက်ရွက်နေကိုအရေးတောက်ချက်အရန်ကိုတောက်လို့ကောင်းတာဂွေးတောက်ရွက်နေလေတောက်ကူးကြတာလေယူကတော့အရန်ကိုကြိုက်တယ်အိမ်မှာဆိုလို့ရှိရင်လေအရှယ်စားထုတ်တာတော့လေရှယ်စားရခိုင်ထောင်းထုတ်ပြီးရောရှယ်စားညှိငါပြီးတောင်ထုတ်တယ်ရောလေအမလီအများကြီးပဲဝယ်ထားတာဟင်းလေးပါထက်ချက်မယ်ဆိုလို့လေအရန်ကိုကောင်းတာနော်ဟင်းမချက်ဖဲနေအတုပ်တွေပါအဖုတ်တွေနော်အလှော်တွေထဲမှာထည့်မယ်ဆိုလို့လေအရန်ကိုစားကောင်းတာအဲ့ကြောင့်မို့အမြဲတမ်းဝယ်ထားရတယ်အမလီအနက်လေးကတော့မှုေးနေတာပဲခွေးတောက်ပဲဟင်းလို့နည်းနည်းတော့မြည်လိုက်ဦးမအရသာအတော်ပဲဘာမှပြင်စရာမလိုတော့ဘူးရှယ်စားဆက်ပြဲလဲအနီအောင်ထုံးနဲ့ချက်တာလေအရသာဘာမှပြင်စရာမလိုတော့ဘူးအမလီကို့ပဲဒီတော့ထမင်းစားမယ်ရုံမှာပဲတော့ဒီတော့မြည်လိုက်ဦးဒီကောင်ရတော့ရှိနေတယ်ယောက်ျားကြီးမထမင်းပွဲလေးပြင်ပြီးပြီဟေးခြေလက်ရေးဆေးပြီးတာနဲ့အမြန်လာတော့မှသမီးပူဟင်းပူစားအောင်အေးကုန်တော့လာပါပြီခြေလက်ရေးဆေးပွားကြီးဆေးပွားကြီးရဆေးလိုက်ဒါလေးကငါဟင်းက
အရေးတောက်လေးကကောင်းလိုက်တယ်ဘာနဲ့ချက် မလီကောင်းမှာပေါ့အရေးတော့ကောင်းတာလည်းမပြောနဲ့လေကျမဒီနေ့ဂွေးတောက်ရဲ့ဟင်းညိုလေးကိုလေဆယ်စားဆက်ပြဲလဲငပီတောင်းလေးနဲ့ချက်ထားတာလေအဲ့ဒါကြောင့်ကောင်းနေတာပေါ့ ဟောအဲ့ဒါကြီးဒီနေ့ကငပိရမတူတော့ဘူးတော့ဒီမှာဆယ်စားရခိုင်တောင်းနေတာစားလိုက်တော့ không nhầm đó thì nha rồi gì đâu đi này thằng mới ra mấy nhà này nàyဒီကွာလေရှယ်သားရခိုင်ကောင်းပါလေမဲငပိတွေပါဖြော်မှဆိုလဲဖြော်လို့ရတယ်ဖြော်စားလို့ရတယ်လဲအထုတ်လိုက်စားမယ်ဆိုလို့ရတယ်မိမကဒီနေ့ရငပိမဖြော်တော့အထုတ်လိုက်စားတယ်မလေးကောင်းတယ်နည်းလေးနဲ့ဆက်တယ်နော် အဲ့တော့ရှယ်သားရခိုင်ငပိတောင်းတစ်ခုတည်းနဲ့မျိုးမျိုးလောက်စားလို့ရတယ် ဟုတ်တယ်မလေးအိမ်မှာဟင်းမရှိနေပြီရှယ်သားရှိသွားဒီကမလေးကောင်းတယ်တောက်လေးကိုတော့ရဲ့ဟင်းယူလေးတူတူလေး ဟုတ်မယ်တောက်တယ် သူ့လိုက်မှာဒါလေးကအားငယ်နေရ ခွေးတောက်ရဟင်းယူကောင်းတော့သူ့စရာတော့မေ့နေတယ်ကန့်ကလာ သူ့ကကလာသူ့ဝါခဲ့ခိုင်သူ့ကျွန်တော်မရှိဘူး